အားလုံးလည်းမင်္ဂလာပါပဲလေးတို့ရေသမင်းစားမယ်ရှင်ဒါတော့တာဝန်အန်ဒီရဲ့သမင်းကတော့15ပတ်ကိုဝယ်လာတယ်ဒါတော့သမင်းမတစ်ထုပ်က9ပတ်ဒါတော့သမင်းအပြောကတော့တစ်ထုပ်30ကိုပဲလေးတို့ရေ15ပတ်ပြီပေါ့နော်ခင်းကတော့ဝယ်စားလာတယ်အမေဖိတ်ကုန်ပြီရှင်ပေါင်းကျော်ဒါနေမှာဆိုင်မှာတော့ဝယ်စားလာတယ်ကိုပဲလေးတံပတ်တယ်ခင်းတော့ဝယ်စားတယ်လေဒီလိုလေဆိုတော့ပတ်စံပဲယူတယ်ဗန်နဲ့လွယ်လို့မရအောင်မမမှလည်းပတ်စံပါသွားတာနေတယ်သူ့စရာတွေပါတွေဝယ်လိုက်တာကုန်သွားတယ်ဆိုတော့တော့နေတာလည်း6လွာမှနေတယ်ဆိုတော့ဒီပဲလိုက်ဆက်လိုက်နဲ့မလုံးရှင်တော့ဘူးအဲ့ကတော့သူများဆက်မှာပတ်စံချီပြီးတော့ဝယ်စားလာတာဒါကတော့မြင့်နဲ့ပဲပြုတ်ဒါပထုတ်လေးစက်နော်ကိုပဲလေးအဲ့တော့ပေါင်းအန်တဲ့ငါပြတောင်းလည်းမဟုတ်တော့ဘူးအသေးလေးတို့ဒါကတော့အဝေးနေရမှာရောက်နေတယ်ဆိုတော့လေမြန်မာဆိုင်မှာရှင်ပေါင်းကျော်နဲ့ပဲပုတ်ကျော်ဝယ်စားတယ်ပုစရာကတော့ဒါကတော့တပီချီဒီအညွန့်ကဘာအညွန့်လဲတော့မသိဘူးစားပြီးနော်အန်ဒီအများကြီးပဲဒီမှာတစ်ဆက်ပဲတန်နေရောပဲစီကြီးလေချင်းပေါင်ရွက်ကြော်ကဒီစီအီလေးနဲ့ကြော်မှပဲစားကောင်းတယ်။ခုစားချင်းပေါင်ရွက်ကြော်မဟုတ်ဘူး။ချင်းပေါင်ရွက်အချင်းရင်းလိုမျိုးဖြစ်သွားတယ်။စားကောင်းတာလို့မင်းမဆိုတော့စိုးပါစားကောင်းပါတယ်။အမေချင်းမကြော်ဒီထက်ကောင်းအောင်ကြော်လို့ရပြီလေနော်သမီးကဆံပြောနဲ့ဆံမာနဲ့မှရောပြီးမှစားကောင်းတယ်ဆံပြောတော့တက်လည်းစားမကောင်းဆံမာတော့တက်လည်း level တက်တယ်
မနေ့ကကျရင်ငပိတောင်စားထောင်ပြီးတော့အတယ်လေးတို့နော်ပြီးမှကျရင်နားမယ်နော်တလားပိုင်းမှာအခုအကျန်ပစ္စည်းကျန်လေးတဲ့နည်းနည်းပါတော့ကောင်းထောင်းလိုက်မယ်ပတ်စံကျုပ်လည်းရလဲလူတွေလည်းရှိတယ်မဲတဲ့တဲ့ထောင်းပေးတော့မယ်ဒီပစ္စည်းကုန်ပါပြီဆိုရင်တော့ပြီးမှနောက်မှပဲကောင်းလုံးချင်းတောင်းနေပြင်ပေးမယ်ငါပြင်းနေတော့မစဘလာကောင်းတယ်ကောင်းတယ်မြင်တဲ့ပဲတုံးနဲ့အရန်ကောင်းတယ်อันนี้วิ่งอยู่พอไปซาๆก้าวในสุดแล้วเราพูดดูกันอยู่แบบငါပုံမှန်တင်နေစားတယ်လေတဲလေးတို့ကြည်ရတဲ့လူကလေတော်တော်လေးကိုတက်တယ်သိလားဘယ်လိုလဲဆိုတော့ဗီဒီယိုတွေကထက်ထားတာမရှိဘူးညှက်ထားတာမရှိဘူး update တွေလုပ်ထားတာမရှိဘူးဘာကိုဘာမှမရှိတာတဲလေးလက်လက်ဆက်ဆက်စားရဲ့လက်လက်ဆက်တင်တာညှက်ထားတာလည်းမရှိဘူးဆက်ထားတာလည်းမရှိဘူးဟုတ်လားအဟုတ်စားတယ်တကယ်စား follow တယ်တဲတွေလို့ချင်လို့စားပြနေတာမဟုတ်တကယ်ကိုစားတာအဲ့ဒါကြောင့်ဗီဒီယိုတွေကရှေ့လဲရှေ့ရကြည့်ရတဲ့လူတိုင်းနဲ့တန့်တယ်